အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အယောင် post ပေါ့နော်ဒီကာဗနာမော်တာတွေမကောင်းဘူးကာဗနာမော်တာမပါတဲ့စက်တွေအတွက်ပြန်လည်ပြီးတက်ဆင်လို့ရတယ် auto idle လည်းရတဲ့စက်လေးအကြောင်းမိတ်ဆက်ပေးမှာပေါ့နော်ကာဗနာမော်တာပါမယ် idle လို့ idle တင်လို့ရတဲ့ခလုတ်လေးပါမယ်ကျွန်တော်ဆန်းပေးမှာတော့ဒီမှာ power supply အပေါင်းနှုတ်ပေါ့နော်အပေါင်းနှုတ်လေးpower supply အပေါင်းနှုတ်လေးကတော့ဒီမှာဟိုစားပေါ့ AC to DC converter ပေါ့နော်24 volt ထွက်တဲ့ converter လေးနဲ့ကျွန်တော်ပြန်ပြီးတော့ဆင်ထားတယ်အဲ့မှာတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကျွန်တော်အဲ့မှာအနီကျိုးနဲ့အနက်ကျိုးလေးတွေ့လိမ့်မယ်အနီကျိုးနဲ့အနက်ကျိုးလေးအဲ့ဒါလေးကဘက်ထရီအပေါင်းနဲ့အနှုတ်24 volt အနီနဲ့အနက်နဲ့ပေါ့နော်ဝင်ရမှာဆိုရင်ဒါလေးကကြတော့တော့ဖွင့်ရင်တော့တစ်ချက်ဖွင့်လိုက်ရင်ရှိရမယ်အစပေါ့အဲ့ဝိုင်အောင်လေးကအဲ့နှစ်စာကိုတော့လောဆယ်ပေါင်းထားတယ်ဒါလေးကတော့ ground ကျိုးပေါ့နော်အနက်ကအခုဒါလေးကတော့ကျွန်တော်ရှစ်တန်တို့ကတော့မှာပါတယ်နှိပ်လိုက်လို့ရှိရင် auto idle ဖြစ်သွားမယ်ပြန်ဖွင့်လိုက်လို့ရှိရင် lever ပြန်တက်လာမယ်အဲ့ခလုတ်လေးပဲပေါ့နော်ဒီအစိမ်းအောင်လေးကတော့ဒီ pressure switch ပေါ့ကွန်မဆုမှာဆို pressure switch တွေအများကြီးပဲအဲ့ဒါဆိုတန်းစီပြီးပေါင်းမယ်ဒါလေးနဲ့ချိတ်ဆက်မယ်ဆိုရင်တော့ auto idle ရသွားမယ်ပေါ့နော် auto idle ရသွားမယ် okay အဲ့ဆိုရင်ကျွန်တော်ဒီမှာ plus ကျိုးနဲ့ဒီမှာဒါအနှုတ်ကျိုးရင်ချိတ်လိုက်မယ်โอเคဒါအပေါင်းကျိုးလေးကိုချိတ်လိုက်မယ်ဟုတ်ပြီချိတ်ပြီးတော့ဒါကျွန်တော် lever တင်တဲ့ခလုတ်လေးဒါရဆွတ်ပေါ့နော်ခလုတ်လေးကိုကျွန်တော်တင်ချလုပ်ကြည့်မယ်ပေါ့နော်တင်ချလုပ်ကြည့်မယ်အခုဆိုလို့ရှိရင်ကာဗနာမော်တာရဲ့ကျွန်တော်ကျိုးလေးကိုကြည့်လိုက်ကာဗနာမော်တာကျိုးကိုကြည့်လိုက်ဟုတ်ပြီကာဗနာမော်တာကျိုးမှာတော့လာ lever တင်လိုက်ရင်ကာဗနာမော်တာတက်လာမယ်lever ပြန်ချရင်ကာဗနာမော်တာlever ပြန်ကျသွားမယ်ပေါ့နော်အဲ့လိုမျိုးဟုတ်ပြီကာဗနာတင်လိုက်တယ်lever ပြန်ချလို့ရှိရင်ကာဗနာမော်တာကျမယ်ဒါပြန်ဆန်းပြပေးထားတာအဲ့မှာကာဗနာ lever တင်ထားတဲ့သားနဲ့ကျွန်တော်တို့ auto idle switch လေးကိုနှိပ်လိုက်မယ်press လုပ်လိုက်လို့ရှိရင်ကာဗနာမော်တာ5 second 5 second နေလို့ရှိရင်သူကslow ပြန်ကျသွားမယ်သူပုံမှန်တိုင်းပြန်ထားမယ်ဆိုရင်ပြန်ပြီးတော့ lever ကိုပြန်ဆွဲတင်သွားမယ်ဒါတော့ရှစ်တန်နေမှာလုပ်တဲ့စနစ်ပေါ့ဒီအစိမ်းကျိုးလေးကတော့ auto idle pressure switch မှာတက်ရမှာပေါ့နော်အဲ့ဒါမျိုးpressure switch မှာတက်ရမယ်ခလုတ်လေးပေါ့နော်ဒါလေးโอเคဒါလေးကိုကြွညာပေးတာပါရောင်းမဲ့ဈေးကတော့17သိန်းပါစက်ပြင်တွေဝယ်မယ်ဆိုရင်တော့10သိန်းနဲ့ရောင်းပေးပါမယ်အားလုံးပဲမင်္ဂလာပါကျေးဇူးတင်ပါတယ်